အပြစ်လို့ပြောတဲ့အခါမှာတချို့လူကြတော့သိနာမလဲဟောအပြစ်ဆိုတာကခဏလေးကြာခံပြီးတော့ပြန်လွတ်မြောက်မယ်လို့ယုံတဲ့လူလည်းရှိတယ်ကျွန်တော်ခရိယန်ချင်းမှာပဲတချို့သူတွေကြတော့လဲဟောတစုံတယောက်ကဆုတောင်းပေးလို့ရှိရင်အဲ့ဒီငရဲကနေပြန်လွတ်မြောက်မယ်အဲ့ဒီအပြစ်ထဲကနေပြန်လွတ်မြောက်မယ်ဆိုပြီးတော့ယုံကြည်လက်ခံတဲ့သူတွေလည်းရှိပါတယ်ဒါပေမဲ့တမန်ကျမ်းစာထဲမှာကျွန်တော်ကြည့်တဲ့အခါမှာငရဲကနေပြန်လွတ်မြောက်နိုင်တဲ့သူတရားမှမရှိလူတိုင်းကလည်းတည်ခြင်းတရားနဲ့ရင်ဆိုင်ရမယ့်သူတွေပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ကိုယ်တော်လည်းမဆတ်မီဆတ်တော်လည်းမကွေးမီအားလုံးကတည်နိုင်တဲ့သူတွေပဲဖြစ်ပါတယ်ဘုရားသခင်ကလွန်ခဲ့တော့1900ကျော်လူကိုစဖန်ဆင်းတဲ့အခါမှာသူရဲ့ရည်ရွယ်ချက်ကအင်မတန်မှပြည့်စုံတယ်သူရဲ့တန်တော်နဲ့အညီလူကိုဖန်ဆင်းတယ်သူနဲ့သူနေထိုင်ဖို့သူနဲ့အတူတွားလာဖို့ဘုရားဖန်ဆင်းထားတဲ့အရာတွေကိုကြည့်ရှုပြီးတော့ဘုရားဖန်ဆင်းတဲ့အရာတွေကိုတကယ်ပဲအကောင်းဆုံးပြန်လည်ပြီးတော့မွမ်းမံပြုစုဖို့ရတဲ့ဘုရားတရားလူကိုဖန်ဆင်းတယ်ဒါပေမဲ့လူကဘုရားရဲ့စကားကိုနားမထောင်ဘဲနဲ့စာရန်ရဲ့စကားကိုနားထောင်တဲ့အခါမှာအဲ့ဒီချိန်မှာပဲဘုရားသခင်ရဲ့အကြံအစီတော်အားလုံးပြည့်စည်ခဲ့ရတာဖြစ်တယ်ဘုရားဟာသစ္စာနဲ့တည်တဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်မို့သူပြောထားတဲ့စကားကိုပြန်လည်ပြီးတော့နှုတ်လို့မရပါဘူးဒါကြောင့်မို့ဘုရားသခင်ဟာသူ့ရဲ့အကြံစီတော်ကိုပြန်လည်ပြီးတော့ပြင်ဆင်တယ်အဲ့ဒါကသိုးတငယ်အပြစ်ကင်းတဲ့သိုးတငယ်သခင်ယေရှုကိုလူတွေအတွက်ပြန်လည်ပြီးတော့ဆယ်လွတ်ပြီးတော့ကယ်တင်ဖို့ရန်အတွက်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့လူတွေလို့ပြောတဲ့အခါမှာဘာသာတရားတိုင်းမှာရှိကြတဲ့လူတွေကိုပြောချင်တာဖြစ်ပါတယ်နှာခေါင်းပေါက်ရှိတယ်မျက်စိနှလုံးရှိတယ်နားနှစ်ဖက်ရှိတယ်အဲ့ဒီလူတွေအားလုံးကိုပြောတာပဲဖြစ်ပါတယ်အဲ့တော့ဘုရားသခင်ရဲ့မဟာအကြံစီတော်ကအဲ့ဒီလူတွေကိုပြန်လည်ပြီးတော့ကယ်တင်ဖို့ရန်အတွက်သားတော်ယေရှုခရစ်တော်ကိုဆယ်လွတ်ဖို့ရန်အတွက်ပြင်ဆင်တာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ဝမ်းမြောက်ပျော်ရွှင်စွာဒီနေရာမှာကျွန်တော်ခရစ်မတ်ကိုပြင်ဆင်ခွင့်ရပေမဲ့ဆင်နွှဲခွင့်ရပေမဲ့ခရစ်မတ်ကိုမဆင်နွှဲခွင့်ရတဲ့လူတွေမြောက်များစွာလည်းရှိပါသေးတယ်ဒီနေ့ကျွန်တော်ဒီပြဿနာထဲမှာကျွန်တော်ကြည့်သွားတဲ့အတိုင်းပဲသမုတ်တရားဝါဒထွာအတွက်လှုပ်ရှားရုန်းကန်ပြီးတော့တွာလာတဲ့အခါမှာဘာမဆိုဖြစ်သွားနိုင်တယ်တချို့တွေစက်ရုံမှာအလုပ်လုပ်ကြတယ်အန်ဒီရဲ့ထဲမှာအလုပ်လုပ်နေကြတယ်ပင်လယ်ပြင်ထဲမှာအလုပ်လုပ်နေကြတယ်ဆက်လက်မောက်ပြီးဆုံးသွားတဲ့သူတွေအမျိုးမျိုးအခမသိမ့်ပဲနဲ့ရင်တိုင်းမှုကြောင့်ဆုံးပါသွားတဲ့လူတွေအများကြီးပါပဲဒီလထဲမှာကကျွန်တော်တို့ကြည့်တဲ့အခါမှာမယုံနိုင်စရာဖြစ်ပျက်တွေအများကြီးကျွန်တော်မြင်ခဲ့ရတယ်သူတို့တွေခရစ်စမတ်ကိုမမြင်ခဲ့ရပါဘူးဒါပေမဲ့ဒီနေ့တင်တဲ့ကျွန်တော်ခရစ်စမတ်ကိုအကောင်းဆုံးကျွန်တော်တို့ပါဝင်ဆင်နွှဲခွင့်ရတာဒါဘုရားသခင်ရဲ့ယေရှုတော်ကြောင့်ဖြစ်ပါတယ်ဒါကြောင့်မို့ဘုရားသခင်ဟာကျွန်တော်တို့ကိုပြင်ဆင်ပေးပါတယ်သားတော်ယေရှုခရစ်တော်ကိုထိုသူကိုယုံကြည်လက်ခံသမျှတော့သူတည်ဟူသောကိုရောကိုယုံကြည်တော့သူတို့အားဘုရားသခင်ရဲ့သားဖြစ်ရတော့အခွင့်ကိုပေးတော်မူတယ်လို့ပြောတာဖြစ်ပါတယ်ဒီနေ့ကျွန်တော်ပြူရွယ်တဲ့အချိန်မှာတော့၎င်းဒီနေ့ကျွန်တော်တို့ကလေးတွေပညာသင်ကြားတယ်ဒါကျွန်တော်ပြင်ဆင်တာဖြစ်ပါတယ်စာသင်ခန်းထဲမှာကျွန်တော်တစ်သက်လုံးမနေသွားပါဘူးเนาะအလုပ်ထဲမှာပဲကျွန်တော်တို့တစ်သက်လုံးမနေသွားပါဘူးเนาะမိသားစုတွေနဲ့ပဲကျွန်တော်တစ်သက်လုံးမနေရပါဘူးเนาะဒါဟာကျွန်တော်တို့ရှေ့မှာကျွန်တော်တို့ပြင်ဆင်ရမယ့်အရာတွေအတွက်လက်ရှိမှာကျွန်တော်ပြင်ဆင်နေတာဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်ရဲ့ပြင်ဆင်ခြင်းကအရာမဲ့အရေးကြီးပါတယ်ယေရှုခရစ်တော်ကိုမိမိကတည်းကရှင်အဖြစ်မယုံကြည်လက်မခံသေးတယ်ဆိုလို့ရှိရင်တော့ဒီနေ့ကျွန်တော်လောကကြီးထဲမှာအသက်ရှင်ရတာဟာအင်မတန်မှဝမ်းနည်းစရာကောင်းတာဖြစ်ပါတယ်ဒီနေ့ဘုရားခင်ပြင်ဆင်ထားပေးတဲ့ထာဝရအသက်ကိုကျွန်တော်ဝင်စားဖို့ရန်အတွက်ဒီနေ့ယေရှုခရစ်တော်ဘုရားကိုနှုတ်နဲ့ဝန်ခံပြီးတော့နှလုံးသားထဲမှာယုံကြည်လက်ခံဖို့ရန်အတွက်လိုအပ်ပါတယ်ဒါဟာကျွန်တော်ရဲ့ပြင်ဆင်ခြင်းဖြစ်ပါတယ်မနေ့ကတပတ်ကဘာဖြစ်သွားမလဲဆိုတာကျွန်တော်တို့မသိနိုင်ပါဘူးဒီအတွက်ကျွန်တော်တို့ပြင်ဆင်ရမှာဖြစ်ပါတယ်
ဒီထက်မကအရေးကြီးတာကနောင်တမလုံးမှာကျွန်တော်တို့သေသွားရင်ဘာဖြစ်မလဲဆိုတာကျွန်တော်တို့မသိသွားရင်မပြင်ဆင်နိုင်ခဲ့ရင်ကျွန်တော်တို့ရဲ့ဘဝဟာဆုံးရှုံးခြင်းတို့ရောက်ရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေဟာပြင်ဆင်ခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အင်မတန်မှခဲလာပါတယ်။ဆိုလိုချင်တဲ့သဘောတရားကမတည်ငြိမ်နိုင်တဲ့နိုင်ငံရေးထဲမှာကျွန်တော်တို့အသက်ရှင်ခွင့်ရကြတယ်။အဲတော့ကျွန်တော်တို့မနေ့ပြန်တဲ့ဘက်ကဘာဖြစ်မလဲသတင်းတွေကြည့်နေရတယ်။ကောင်းကင်ကိုမော့ကြည့်နေရတယ်။ဘယ်ချိန်မှာဖြစ်လာမလဲကျွန်တော်တို့မသိရပါဘူး။ဒီချိန်မှာယေရှုခရစ်တော်ဖခင်ရဲ့ဝမ်းမြောက်ဖွယ်ရာသင်စကားကြားခွင့်ရတာဟာကျွန်တော်တို့အတွက်အင်မတန်မှမုံမြတ်တဲ့အချိန်ကာလဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်မိတ်ဆွေညီကောင်မများကျွန်တော်အသက်ရှင်စဉ်ကာလမှာယေရှုခရစ်တော်ကိုယုံကြည်လက်ခံပြီးတော့နောက်တမလဘဝအတွက်အကောင်းဆုံးပြင်ဆင်ဖို့ရတဲ့ကျွန်တော်နဲ့မေတ္တာနဲ့တိုက်တွန်းချင်ပါတယ်။အရောက်ဆိုင်ပေါ်ဖျားရှင်ကောင်းချီးပေးပါစေ။